အားလုံးပဲမင်္ဂလာပါ Pleasure and Wine Series ရဲ့ LGBT Audio Book Channel လေးရနေပြီးမှပြန်လည်ကြိုဆိုလိုက်ပါတယ် update မှန်ပါမယ်ဆိုပြီးတော့ဒီကြားထဲမှာလည်းတော်တော်လေးကြာသွားတယ်ပေါ့နော်ဒီနေ့မှာတော့အရင်နေ့ရဲ့အပိုင်းဆက်ကလေးပေါ့အရင်နေ့မဟုတ်အရင်အပတ်ပေါ့နော်ဟိုအရင်အပတ်ရဲ့အပိုင်းဆက်ကလေးဖြစ်တဲ့ရွှေညာမြေမှာနှစ်ပါးသွားဆိုတဲ့ဝတ္ထုလေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်စာဖတ်ခွင့်ပေးတယ်စာရေးသူအပြုံးပေါင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရွှေညာမြေမှာနှစ်ပါးသွားအပိုင်း7အညာထမင်းဆိုင်တွင်မှဇဝင်းထွက်ရဲ့တချင်းတန်သည်လင်ညင်းထဲဝယ်စီမျောယူပြန်လွင်လာသည်ထမင်းစားဖို့ရောက်နေကြသောနှစ်ယောက်ဟာတချင်းတန်ကိုနားဆင်နေတာကြောင့်ဟင်းလျာတွေမှာပို့တော်မိနေသည်ကိုလူဘာစားခြင်းလဲမီနူကကင်ထားတဲ့စကိုင်းကရင်ညွေရဲ့အမေးကိုဖြေရခတ်သည်ဘယ်ရာကကောင်းတယ်လဲဆိုတာသူမသိသည်ဘယ်ရာကအရသာရှိလဲဆိုတာမသိသူသူ့အဖို့စာရီဖတ်တတ်သည့်တိုင်မှာဖို့ခက်ပါသည်ကိုညူကလည်းမေးပြန်ပြီကျွန်တော်ဘာမှမသိတာအဆင်ပြေတာမှပါဆိုကျုံမေ့သွားပြန်တာပဲရင်ညိုရစ်ကခက်ရေးပြုံးလျက်ဖြစ်ရင်တစ်ဖက်ကစပွဲတို့ကောင်လေးကိုဟင်းတွေမာလိုက်သည်ထို့နောက်ပစိုးကိုမကဒူးနှစ်ဖက်ကြားထဲညှက်ရင်ညာဘက်ခြေထောက်အားဘယ်ဘက်ပေါက်မော့တင်လိုက်၏ပြီးနောက်ရင်တွင်းငယ်ကဟန်ပပါနဲ့မှုတ်ကာတောက်သည်ရင်ညိုရစ်ရဲ့လှုပ်ရှားပုံတွေကိုစိုက်ကြည့်ငီးမော့နေတဲ့စကိုင်းတယောက်ရုပ်ရှင်ကောင်းလို့တတိမကတ်သူပရိသတ်တယောက်နဲ့ညီသက်နေသည်စကိုင်းငင်းနေစမ်းမှာပင်ဟင်းတွေရောက်လာသည်ကိုလူစားဗျာဒါကျုပ်တို့အညာစာစစ်စစ်တွေစကိုင်းဟင်းတွေကိုကြည့်မိတော့ဟင်းတွေကစီတွေအိုင်ထောနေသည်ဟင်းလုံးတွေကစီထဲမှာဘောလုံးပေါ်နေတဲ့ကဲ့သို့ဖြစ်နေ၏ကိုညူဒါစားရမှာလားအင်းလေဒါမှစားချင်လို့ကိုလူကဘာစားချင်လို့တော့မဟုတ်ပါဘူးကျွန်တော်သိချင်တာကဒါတွေကကိုညူလိုစားနေကြဟင်းနေလားစားနေကြတော့ဘယ်ဟုတ်မလဲကျုပ်တို့လိုစင်းရဲသားတွေကတော့တိတ်မစားနိုင်ပါဘူးရင်ညိုရစ်ကဇွန်းကိုယူကတ िश ူးနဲ့တုပ်လျက်ဖြည့်သည်ထို့နောက်ထိုဇွန်းကိုစကိုင်းအားလမ်းပေး၏ကျုပ်တေချာတုပ်ထားတယ်တတ်ပါတယ်ပုံရင်ကြီးနဲ့ဝသားချက်သည်ခဏဝင်းမြောက်သောဟင်းတစ်ခွက်ဖြစ်သည်ပဲငှက်ပြားရင်မပါဘဲနဲ့ညိုစစ်စိမ်ဟင်းတစ်ခွက်ဟာစီတွေကြောင့်ကျင်လင်းနေသည်ဒါကဝသားနဲ့ပုံရင်ကြီးချက်ကျုပ်တို့အခေါ်ကတော့ဝက်ပုံးပေါ့ရင်ညွှန်ရစ်ကရှေ့မဆက်တဲ့စကားနဲ့အတူမျက်နှာမှာညှို့ချ၍မျက်လုံးမှာအုံငယ်သွားသည်ဒေါ်မဦးလက်ရဝက်ပုံးကိုရင်ညွှန်ရစ်တိတ်ကြိုက်ပြီမဲ့စားရကန်ကတိတ်နေသည်သူ့ကိုဆိုမကြွေးချင်နဲ့ပြောရရင်ကျွေးဖို့မတရာတဲ့မိခင်ရဲ့ဟင်းလက်ရကိုတန်းတမိရင်ဝင်နေသွားသည်ကိုညိုဆက်ပြောလေအော်အင်းဒါကမြူရက်တော့ဆောင်းရာသီမှာပဲပေါ်ရဲရာသီစာပေါ့ဒါကပစွန်ကျင်တော့ချမောင်ဘူးသားကြက်အုပ်စုပုတ်ကြော်လက်ပံကောင်းဟင်းဘာလက်ပံအင်းလေကိုလူလက်ပံကောင်းဟင်းစကိုင်းကသူ့ရှိကဟင်းကွက်ကိုတွင်ငွေးနေသည်သူ့အတွက်အရင်အနည်းဆုံးစကလုံးလို့ခံစားလိုက်ရတာကလက်ပံစားတော့ကိုလူထမင်းနေအေးရော်မယ်ရင်ညွှန်ရစ်ကပြောဆူဆူနဲ့ဟင်းတွေခတ်ထည့်ပြီးသည်စကိုင်းကတော့ငုံငိုင်နေစေဒါကိုရီစားမိတဲ့ရင်ညွှန်ရစ်ကတပြင်းဟာလေးရှိုက်ကကိုလူမစားချင်ဘူးလားစားချင်တယ်မရှိလို့လားဒါမှမဟုတ်ကျုံနဲ့အတူမရှိချင်တော့လို့လားဟာကိုညူရလဲဗျာဘလို့မေးလိုက်တာလဲကျွန်တော်ကိုညူနဲ့အတူရှိနေရတာကိုပြောတယ်ဒါဖြစ်ရင်ထမင်းစားပါစကိုင်းကခေါင်းညင်ရင်ထမင်းဟင်းတွေကိုစွန်းနဲ့ခက်၍အလုတ်ကြီးကြီးစားပစ်လိုက်သည်ဒါငပိရီခေါ်တယ်ဒါတွေကတော့အတိရွက်ပြုတ်တယ်ကျွတ်တို့ဗမာတွေကတိုးစရာလို့ခေါ်တယ်ရနံတင်နဲ့ငပိရီဟာပစွန်ချောင်းနဲ့ကြက်တုံပြူများတာကြောင့်ပြစ်နေနေသည်ငယူသီးမှုန့်ရဲ့အနီရောင်နဲ့ငပိရဲ့အညူရောင်တို့ဟာပကက်လုံးနဲ့ပဲအယောင်အဆက်လို့နေသည်ဘေးမှာတော့တိုးစရာတဲ့အဖြစ်ကစုံရိုးနီပြုတ်ပဲဆောင်ငါးတီးပြုတ်ခေါ်ရခါညွန့်ပြုတ်တခွားတီးနဲ့မုံလောင်ဦးနီတို့ကိုခြာထားသည်ကြက်ရလားကိုလူစိုက်တယ်ကိုညူများများစားနော်ခနေနေ့လေစာကိုတော့ကျုပ်ဝဲကျွေးခြင်းနဲ့ဒါကြောင့်ကိုလူများများသာစားကိုညူကလည်းဘယ်ဖြစ်မလဲကျွန်တော်ဘာသာရှင်းပါမယ်အခုတော့အလကားလိုက်ပို့ပြီးနေရဟာကျုပ်ကျွေးခြင်းလို့ရပါကျုပ်စေတနာပါကိုလူလာရအရက်ကိုမပြန်ခင်ကျုပ်အဲ့ခံခြင်းနဲ့ဘာပဲဖြစ်ဖြစ်ကိုလူကကျုပ်ဧည့်တယ်ပါရင်ညွှန်ရစ်ကဒီလောက်ထိပြောနေတော့စကိုင်းလက်လျှော့ရလေသည်
ပြီးတော့လာရရက်ကိုပြောင်းတဲ့အခါကျုပ်ကိုသတိရနေစေခြင်းနဲ့ကျုပ်တို့အတူလက်ပဲခဲ့တာတွေရဲ့ကျုပ်အခန့်ပေးလိုက်တဲ့ဟော်တီနီလေစာရဲ့ကိုသတိရစေနေစေခြင်းနဲ့ကျုပ်ကိုအခုမှတွေ့ရဆိုပေမဲ့ယုံကြည်ပြီးအနားကနေပြီးလို့လဲကျုပ်ကျေးဇူးတင်ရပါတယ်ကိုလူရေညွှန်းရဲ့စကလုံးတိုင်းဟာစကိုင်းကိုမောပန်းစေသည်ရေညွှန်းလိုပြပြငန်းငန်းဆက်ဆံလိုက်ခက်တန်းဆက်ဆံလိုက်နဲ့ရင်းနှီးမှုပြရုပ်အတီးတခြားမရှိတဲ့လူမျိုးဟာစကိုင်းအတွက်တော့မေးရနိုင်စရာမရှိတဲ့လူသားမဟာလူသားတစ်ယောက်ပါကိုယ်ညူကျုပ်ကြောင့်ကိုလူအင်းရက်တွေစိတ်နှောက်ယှက်ဖြစ်ခဲ့ရတဲ့အတွက်ကျုပ်ကိုဖွင့်မြူပါနဲ့ကျုပ်ကိုခွင့်လွှတ်ပါတချို့သောကိစ္စတွေကကိုလူထိခိုက်မှာစိုးတာကြောင့်မို့လို့ရေကျုပ်လုပ်ခဲ့ရခြင်းမှာကျုပ်ကိုနားလည်ပေးပါထမင်းမစားဟင်းမစားနဲ့စကားတွေလှိုင်နေတဲ့ရင်ညွှန်းရဟာဒီစကားတွေကိုစကိုင်းအားမကြည့်ပဲခေါင်းငုံငါပြောနေခြင်းဖြစ်သည်ကိုယ်ညူရင်ညွှန်းရကတည်ငြိမ်နေသည်တာမန်ထက်ပုံမတည်ငြိမ်နေရမို့လို့စကိုင်းနေရခက်သည်သူရှိကယောက်ျားကဒီနေ့ဒီအချိန်မှာပို့ပြီးအားနွယ်နေသလားဒါမှမဟုတ်ပို့ပြီးအားကောင်းနေသလားဆိုတာစကိုင်းမသိပေကိုလူများများစားကိုလူလာရအရက်မှာဒါတွေမရှိဘူးဒီတစ်ချိန်ဟဲလာသူကရင်ညွှန်းရဲပါချက်ချင်းမျက်နှာထားမြူလာပြီးရေလျက်ပြောတော့စကိုင်းဟာရင်ညွှန်းရကိုဖမ်းယူရခက်ခဲတဲ့ channel တစ်ခုခုသာကောက်ချက်ချလိုက်ပါ၏ကိုညွှန်းလဲစားလီနှစ်ယောက်သားထမင်းစားနေကြပေမဲ့ရင်ထဲမှာတော့ဟာလျက်ရှိသည်ဟာသည်အစကတည်းကမရှိတာကိုမဖမ်းဆုံနိုင်လိုက်သလိုဟာပါသည်ဒါကနိယာမတော့မဟုတ်ပေမဲ့ရင်ထဲဟာခြင်းကဘဲရကိုမြပြားခံ၍ပေါ်လာတယ်လဲဆိုတာတော့ကိုယ်တိုင်တွေးယူရမည်ကိစ္စတစ်ခုပင်စောင်းပေါက်မှုလို့ပရစ်တွေပေါ်သည်မန္တလေးဘက်မှလာတဲ့ပရစ်တွေဟာပကံမှာတော့ကြော်လော်အယောင်းခံသည်လင်မဲပေါ်မှာတောင်ကဲသို့ပုံကလာဝဲလျင်နှုတ်စီကွက်နဲ့ချင်းထည့်ပေးသည်အဲ့ဒါဘာကြီးလဲပရစ်ကျော်တနာပါတယ်ကိုညူရသူတို့ခမခြေကားရလက်ကားရနဲ့တီးသွားရရှာတာအော်ကိုလူနေယောက်ျားရင်မကြီးဖြစ်ပြီးပြစ်ကိုတနာရသလားစကိုင်းကတော့ရင်ညွှန်ရစ်ကိုတွန့်ပြန်စကားမဆိုနိုင်သည်အကြော်ခံထားရတဲ့ပြေးကြော်ပုံကိုသာဂယုနာလိုင်းတရေတလျက်သာကြည့်နေမိသည်ကဲလာပါအေယာဝရီကိုတွားကြည့်အောင်ဒီနေ့အတွက်ရင်ညွှန်ရစ်ရွေးချယ်ခဲ့တဲ့နေရာသည်မြင်းကပါရဲ့အစွန်ဘက်ကအေယာဝရီမြစ်ဘေးရှိတရဲပြင်မရှိရာနေရာဖြစ်သည်အန်အောလောက်ဖွေရဤနေရာသည်ပကံမျိုးစုံမို့လို့လူသူအရောက်ပေါက်နေသည်ဒါကြောင့်မို့ခီးသားစာအုပ်တီထဲမှာအရှာရခက်၏ဒါတွေကတရက်ပင်နေလေးကိုလူစကိုင်းကကင်မရာကိုကိုင်းကဓာတ်ပုံတွေရိုက်ယူသည်ဒါပဲ tourist attraction စစ်ရေညွှန်ရကတော့ဆိုင်ကယ်ကိုနေရာသွားရှိသည် breathtaking view ဆိုတာဒါမျိုးအသက်ရှူမှလောက်တဲ့ဒီတရက်ပင်တွေကမြန်မာနိုင်ငံရဲ့နေရာအနှံ့ပြားမှမရှိနိုင်AR မြစ်ပြင်ကျဲသည်နေရာကြောင့်တလက်လက်ခါနေသည်မြစ်ပြင်မှာငွေရောင်လှိုင်းကလေးတွေဤနေသလိုရှေပင်ကြီးဖွယ်မြစ်တစင်းရဲ့အလှကိုပိုင်ဆိုင်ထားသည်မြစ်ရဲ့အရှိဘက်ကိုငေးလေသောပြာဝင်နေတဲ့တောင်တန်းတွေကပတ်လည်ဝိုင်းနေသည်အဖျောင်တိန်တွေဟာထိုတောင်တန်းတွေစီနေဆင်းလာတဲ့ထင်ရအောင်နီးကပ်နေသည်စကိုင်းရဲ့နေရာသည်မြစ်ကမ်းဆက်ဖြစ်သည်မြစ်ကမ်းဆက်မှာကူးတို့လှေလေးတွေကိုကျိုးနဲ့ဆိုင်ချထားသည်လူဆိုဒီမှာလဲ3-4ရက်လောက်သာအနားရှိသည်အပင်ကြီးများတဲ့အတွက်ကျင်းကက်တန်တွေကတော့ညံတီထက်ညံလာသည်ဒီနေရာကိုလူအတွက်အမတ်တရကောင်းဖြစ်မယ်ထင်လို့အမတ်တရကောင်းတေချာတာပေါ့ဗျာဒီလိုမျိုးစိတ်လှုပ်ရှားစရာနေရာကိုခေါ်လာပြီးတာကျေးဇူးတင်ပါတယ်စကိုင်းပြောလဲပြောချင်းစရာပါတရက်ပင်နေဝိုင်းနေတဲ့ဒီနေရာဟာဒီပကံမှာအထင်ကြီးရှိလိမ့်မယ်မထင်ကြရုံအမှန်ပင်တရက်ပင်ကြီးတွေပဲ9ပင်6ပင်မကရှိသည်ထိုတရက်ပင်တွေရဲ့အောက်ခြေကအမြင့်များသည်မြေပြင်ပေါ်သို့ထိုးထွက်နေကြ၏ထိုအမြင့်များသည်အသေးဆုံးလက်မောင်းတစ်လုံးစာများကြီးမားပြီးအများဆုံးလူတကိုယ်စာများကြီးပါသည်ပီစီတို့ဟာလည်းတုတ်ခိုင်လျက်အကိုင်းအခက်တွေလည်းဖြတ်ဖြာရှိကအရွက်လက်မှလည်းခက်သိရှိလာသည်ကိုလူအရေးထဲထိုင်ရအောင်ရင်ညိုရဲခေါ်ရနောက်စကိုင်းပါသွားသည်အေယာဝတီမျက်နှာအနီးဆုံးကမ်းမကပ်ပေါက်နေသောတရက်ပင်ကြီးစီရင်ညိုရဲလျှောက်သွားသည်အမြင့်တွေပေါ်နင်းတက်ဖို့လို့တော့စကိုင်းခြေတော့ရိုင်သွား၏ကိုလူနဲ့ဖြည်းဖြည်းလာမှာပေါ့ဒီမားချုပ်ကိုတွဲထားရင်ညိုရဲကပြောရင်
သူ့လက်အားကန်ပေးသည်စကိုင်းကချက်ချင်းမစုပ်ကင်သေးပဲရင်ညွေရစ်ကိုကြည့်နေမိပြန်သည်အယောင်ကင်းမဲ့ခြင်းတနည်းအားဖြင့်ဖြူစင်သောမျက်ဝန်းကြောင့်စကိုင်းမျက်လာချမိကလည်းတွဲလိုက်ပါသည်ကိုလူရဲ့ခမရလဲယောက်ျားဖြစ်ပြီးဒါလေးတောင်ဖြောင်းဖြောင်းမလျှောက်နိုင်ဘူးရဲ့ကိုရညိုကျွန်တော်ကိုစူလို့မပြီးနိုင်သေးဘူးလားအော်ကျုပ်ကစေတနာနဲ့ရေပါထို့နောက်အေယာဝတီကိုမျက်နှာမူ၍အမြင့်တွေပေါ်ထိုင်လိုက်ကြသည်ဒီနေရာဟာတဲ့ရေးချမ်းကိုညိုဒီနေရာကိုခဏခဏလာလာဟွန်းကျုပ်တယောက်တည်းဒီကိုလာတော့ဘာလို့ရမှာတော့ပြင်းချောက်ချောက်နိုင်နေရဲ့ဒါဆိုကျွန်တော်နဲ့မလို့လာတာပေါ့ဒါပေါ့သူတို့စကားပြောနေစဉ်အဝေးစီမှာဆက်လျက်မော်တော်တန်ဆူဆူထက်ပေါ်လာသည်လှမ်းကြည့်လိုက်တော့ဇင်အောင်ငှက်လေးတွေလူလာပြက်နေတာကိုလှပဆောင်မြင်တွေ့ရသည်အေယာဝတီမြစ်ရဲ့ရေလိုင်းပေါက်တန်ဆက်လျက်မော်တော်တန်ဇင်အောင်ငှက်တွေရဲ့အော်မီတန်လေပီလေးနှောတိုင်းရင်းခံလှုပ်ရှားသွားတဲ့တစ်ပင်တွေရဲ့တချောချောအတန်တစ်ချက်ပြန့်လွင့်လာတဲ့ကန်းဆက်မအဝိုးလျှော်ကြတဲ့အတန်ကလေးတွေရဲ့ပြေးလာဆောက်ကစားတန်ထိုခိုက်တန်လေးမှာရင်ညွှန်ရောစကိုင်းပါတိတ်ဆိတ်ညင်သက်စွာနေပြီးတောတာအာယုံကိုပဲအလုပ်ပေးထားလိုက်သည်ဒါလေးတွေကလည်းအမတ်တရားတစ်ခုရေပြင်ကိုဖျက်တိုက်လာတဲ့လေတွေကအေးမြနေသည်လေအေးထိတွေ့ရလေတိုင်းရင်ညွှန်ရဲ့မျက်လုံးတွေမှိတ်ထားသည်လေအေးရဲ့အရာတော်ကိုရင်မက်ကြီးနဲ့ခန်းစားနေသူနဲ့အင်မတန်ဒူလှသည်ဒါကိုစကိုင်းကစောင်းငှက်ကြည့်ရှုနေသည်မျက်လုံးမှိတ်ထားတဲ့ရင်ညွှန်ရစ်ကစကိုင်းကြည့်နေရကိုမသိပဲလေလေးထက်တိုက်တော့ပြုံးလိုက်လေသည်ထုံပြုံးလိုက်တဲ့ကာလာလေးမှာစကိုင်းရင်ဘက်လှုပ်ရှားသွားသည်ရင်ဘက်တောင်းတနေရကခုန်မိလာသည်မွန်းတဲ့နေရအောက်မှရင်ညွှန်ရစ်ရဲ့မျက်နာသည်ရွှေစမ်းထားတဲ့ကဲ့သို့ဝင်နေသည်အသားညွညွရင်ညွရဲ့မျက်နာဟာစကိုင်းရဲ့မျက်စိတငယ်အိမ်ထဲ၌စတင်ဆွဲကဲစားပြုနေ၏ထွဲချိန်တွင်ရင်ညွရဲ့မျက်လုံးဖွင့်ကြည့်လိုက်သည်ဘေးလေတော့သူ့ကိုယ်သာတဆိုင်မမက်ငေးမောနေတဲ့စကိုင်းရဲ့အကြည့်တွေနဲ့တဲ့တိုးလေသည်ယောက်ျားတစ်ယောက်ရဲ့အကြည့်တွေဖြစ်ပေမဲ့ရင်ညွရကမခံနိုင်စာအရင်ရှောင်ပေသည်စကိုင်းကတော့ဆက်လက်ငေးမောနေစေပါကိုလူဒီမှာကိုလူရင်ညွရကအတန်လုံးမြင့်ခေါ်တော့စကိုင်းတတိပြောင်းဝင်လာသည်တွားမယ်ဘယ်ကိုလဲတနေရာပေါ့ထားတော့စကိုင်းကအယံရောင်အကန်ကန်နဲ့မတ်တက်ထားရသည်ဓာတ်ပုံရရောမလားအော်ရိုက်မယ်စကိုင်းကပြောဆူဆူနဲ့ထွက်သွားသည်ကန်းဆက်ပပက်လေကိုထက်လျှောက်ရင်းဓာတ်ပုံတွေရိုက်ရွေသည်ရင်ညွရီကိုကြောက်ခိုင်းပြီးထွက်လာတဲ့စကိုင်းဟာရင်လေးလှုပ်ရှားနေစေဆွတ်ဆွတ်ပြင်းပြင်းဆန်တဲ့လှုပ်ရှားမှုမျိုးကိုစကိုင်းတက်တက်မှာပထမဆုံးခန်းစားမှုချင်းပင်ကင်မရာကိုရှေ့မှနောက်သို့တောင်မမြောက်သို့တလဲစီရွှေ့လျက်ရင်ပုံလှလှရိုက်ယူ၏ရိုက်နေစဉ်မှာကင်မရာမြင်ကွင်းထဲသို့ရင်ညွရီဝင်လာသည်ဝင်လာတဲ့ဆိုတာထက်အဝင်ခံလိုက်ခြင်းလို့ပြောရင်ပုံမှန်လိမ့်မည်စကိုင်းကချက်ချင်းပင်ရင်ညွရီပုံလေးကိုဓာတ်ပုံရိုက်ယူလိုက်သည်ဗီဒီဆောင်အနေထားနဲ့အညာသားယောက်ျားတစ်ယောက်ရဲ့ပုံစံဟာစကိုင်းရင်တွင်သို့မတိမတာဝင်ရောက်သွားခဲ့ပါတော့သည်ထီလိုမင်းလိုဖျားဟုသောဆိုင်ပုတ်သည်မြေသားလမ်းရဲ့ဘေးဘက်မျက်ပင်ပူများရှိတွင်ထထဝဝစိုက်ထူခြင်းခံထားရသည်ရင်ညွရဲ့မောင်းနှင်သောဆိုင်ကယ်သည်ထိုဆိုင်ပုတ်အရှိမှဖြတ်သွားပြီးနောက်ဖရာပရဝုံအတွင်သို့ဝင်သွားလေသည်ထီလိုမင်းလိုတဲ့ဖတ်ခဲ့တယ်ပေါ့စကိုင်းကဆိုင်ငယ်အိုးထုတ်ကမ်ပိန်းရင်ကောင်းညင်သည်ဝင်မယ်လေတမိုင်းချောင်းရှိမြအောင်နော်တေချာတာပုဂ္ဂိုလ်လူဖះသည်ခူဖះမျိုးစားဖြစ်ပြီးဖះတွင်းသို့မဝင်ခင်ဆောင်ထဲမှာဘေးနှစ်ဖက်၌ဆိုင်များရှိသည်ဖះတိုင်းမှာတွေ့ရခဲ့တဲ့အမတ်တရပစ္စည်းများအယောင်းဆိုင်တွေဖြစ်သည်ထိုဆိုင်တွေမှာတော့လူတွေဟာအုပ်ကြက်နဲ့မသိရင်အလကားများပြင်းနေသလားတောင်ထင်ရ၏ပရိုမိုးရှင်းချနေရများလားဘိုင်ဝမ်ကဝမ်ကိုလူဘာပြောနေရလဲလူတွေများရယ်နော်ဆိုင်တွေရောင်းကောင်းကြရပဲအမေရောင်းကောင်းနေဆိုတာလည်းသိရပဲလားကိုညွာလဲစကိုင်းကတက်ငယ်မိုးဝါကက်ကားရေးဆိုင်တို့တစ်ချက်လမ်းကြီးကထိုအထဲမှဆိုင်တဲ့ဆိုင်စီဝင်လိုက်သည်ကိုလူဘာလို့မလို့လဲဝင်မယ်လေဘာဝဲမှာတော့အမတ်တရပစ္စည်းပေါ့
ရင်ညိုရစ်ကခေါင်းကုတ်ကစကိုင်းအနောက်လိုက်ရသည်ဆိုင်ရီမာကအင်ဂျင်အယောင်ဆိုင်တွေများသည်စကိုင်းကတော့အဲ့အရာတွေကိုစိတ်ဝင်စားပုံမပေါ်ပြီတို့ပေမဲ့နှလုံးထဲထင်းသွားတဲ့အရာကိုစကိုင်းတွေ့သွားတော့ပါဆက်လေးဟာလျက်ထိုဆိုင်ထဲဝင်သွားသည်ဒါပါလေတိပါတယ်ဖတ် right ဆိုင်ရှင်ကပြုံးကကြည့်တော့စကိုင်းကကျွန်တော်သိပါတယ်ရုပ်သေးရုပ်ဟုတ်တယ်မလားထိုစဉ်ညွညွရေးကအနားရောက်လာသည်ကွညိုရုပ်သေးရုပ်မဟုတ်လားစကိုင်းကရုပ်သေးရုပ်တွေကိုကြည့်ရင်သဘောကျလျက်ရှိသည်ကျိုးဆွဲထားတဲ့အောက်မှာအဝယ်စားတောက်ပြောင်ပြောင်တွေနဲ့လူရုပ်ဒါမှမဟုတ်အလှဆင်ထားတဲ့တိရစ္ဆာန်ရုပ်တွေကအသက်ဝင်လာအောင်ချစ်စပွဲကောင်းသည်ကိုလူဒါလည်းမလှဘူးလားရင်ညွှိရင်မြကြည့်လိုက်တော့စကိုင်းမှင်သက်သွားသည်မှင်သက်သွားတယ်ဆိုတာထက်မှင်သေးသွားတယ်ဆိုပုံမှန်မီတောက်ပြောင်ပြောင်အဝယ်အစားရွှေကြည်တိုးအဝယ်အစားပဝါနှစ်စားနဲ့အဝယ်အစားစကိုင်းရင်းနှီးနေတဲ့အဝယ်အစားပုံစံရင်းနှီးတာမှတိတ်ကိုနီးဆက်စွာမင်းသမီးအဝယ်အစားဆိုရတော့အညီမင်းသမီးအဝယ်အစားဒါဘာတူလဲဘာအောင်မေးရလဲကိုလူသူစကိုင်းကမင်းသမီးပုံရုပ်သေးရုပ်ကိုလက်ညှိုးထိုးပြ၍မေးသည်ဘသူကမတုံးဗျာကိုလူကလည်းဒီတိုင်းပဲအယုတ်ပေါ့ရင်ညိုရက်ကထိုမင်းသမီးရုပ်သေးရုပ်အားယူလာပြီးစကိုင်းကိုပေးသည်စကိုင်းကကမ်းမယူတာကြောင့်ရင်ညိုရက်ပဲပြန်ကန်ထားလိုက်သည်သူ့ပဲသူ့အတိုင်းပဲဒီအဝယ်စားတွေတူတယ်ဒီလိုပုံစံဒါပါခေါ်လဲကတာလေဟုတ်တယ်ကတဲ့ပုံစံလေးတူတယ်သူနဲ့အရန်တူတယ်ဘသူ့ကိုပြောနေတာတော့ကိုလူရဘသူနဲ့တူရတာတော့အိမ်မက်ထဲကမင်းကလေးရင်ညွှဲရဲ့လက်ထဲကအယုတ်လေးပြုတ်ကျသွားသည်ဒါမှမဟုတ်သူ့ဘာသာခုံသိမ်းသွားတာလားဆိုင်ရှင်ကသူတို့နှစ်ယောက်ရဲ့မူမမှန်တဲ့အမူအရာတွေအပြောဆိုတွေကိုကြည့်ပြီးအယုတ်လေးကိုပြန်ကောက်ပေးဖို့မိနေခဲ့သည်ရင်ညွှဲရစ်ကအယုတ်ကိုပြန်ကောက်လိုက်ပါသည်ထို့နောက်ဆိုင်ရှင်စီပတ်စံပေးဝယ်ကစကိုင်းကိုဖျားကိုနားခေါ်ထုတ်သွားသည်ကိုလူရရဲ့လားစကိုင်းကစိတ်နဲ့လူနဲ့ကတ်တဲ့ပုံမပေါ်သေးပြီကျုပ်ယူသွားဝယ်လိုက်မယ်ခဏနားနေရတယ်ကျွန်တော်မှရေးပါတယ်ရင်ညွှဲရက်ကစကိုင်းကိုတက်ကြည့်သည်အတီမရတဲ့မျက်လုံးတို့စီမှာတငယ်အင်းဟာဟိုပြေးတီပြေးဖြစ်နေသည်ကိုလူကိုညိုသူ့ကိုရှာရမယ်ကိုလူခမရမနဲ့ပြန်တော့မယ်ဟာဗျာစကိုင်းတွေဘာဆိုတဲ့တဲလွန်စာအသက်တစ်ခုရကမှပြင်ရတော့မှဆိုတော့တကယ်ကိုစိတ်အားပြော့ကရင်လေးလာသည်ကိုညိုကိုလူကျုပ်ပြောမယ်မနဲ့ပြန်လာရအရက်ကိုနောက်ဆက်မတင်ပဲပြန်ပါဒီတဲလွန်စာကိုစုပ်ကန်ပြီးပြန်ပါဟိုမှာပိုသေးချာတဲ့တဲလွန်စာရေးချခဲ့ပြီးရင်ဒီဘက်ကောင်ကိုပြန်လာခဲ့ပါအဲ့အခါကျကိုလူရှာခြင်းနေတဲ့မင်းကလေးကိုကျုပ်ပါအတူတူကူရှာပေးပါမယ်ရင်ညွှေးကစကိုင်းကိုဖြောင်းပြပြောဆိုသည်ထို့နောက်မင်းသမီးရုပ်သေးရုပ်လေးကိုကန်ပေး၏ကျုပ်ဝယ်ပေးရပါကျုပ်လက်ဆောင်ကိုညိုကျုပ်ကိုယုံပါဒါကိုလူအတွက်ကျုပ်ရဲ့အမတ်တရလက်ဆောင်ကျွန်တော်ဘာပြောရမှန်းတော့မသိတော့ဘူးကဲပါဘာမှပြောနေနဲ့တော့စိတ်ကိုလျှော့ချတာကိုလူအရာရာဟာကန်စီမန်ရအတိုင်းပါပဲဖြစ်တဲ့နဲ့တနေ့တော့ကိုလူဖြစ်ချင်တာတွေဖြစ်လာမှာပါရင်ညွှေရက်ကရင်းချက်စာပြောဆိုပေးသည်ဒါတွေကစကိုင်းအတွက်အသုံးဝင်လောက်ပြီလောအဆင်ပြေသွားပြီလားစိတ်အချင်းတွေကပြေပါတယ်ဒါဖြင့်ဖះတဲ့ဝင်အောင်စကိုင်းကခေါင်းငိမ့်တော့ရင်ညွှေရက်ကစကိုင်းဘက်ကုန်းကိုလှမ်းဖက်လိုက်သည်အမကြည့်နေကြကိုရီးယားကားတွေကအတိုင်းပြောရမယ်ဆိုရင်ကိုလူ fighting ဗျာဘယ်လို fighting စကိုင်းကဟစ်ခနဲ့ရလာရင်မေးသည်ဟော
ကိုလူရဲ့ပြီကျိုးစိုးသားမှုအောင်မြင်တယ်ပေါ့ကိုညွားကျွန်တော်အတွက်တော့တကယ်ကိုတကယ်ကိုဘာဖြစ်တော့ valuable person ကျုပ်မသိရတယ်ပြောပြီးညှက်ချနေရမဟုတ်လားဘာလဲအညာသားယူစိုးကြီးလို့ပြောတာလား Sky ကအตาအရာကောင်းခါသည်အဖိုးတန်လူသားလို့ပြောတာရင်ညိုရေမျက်နှာသွေးအောင်လှမ်းသွားသည် Sky ကပြုံးဆဆပြည့်ကြည့်နေ၏ဖဲစမ်းဝင်မယ်ရင်ညိုရကတစ်ချက်ဟောက်လိုက်ပြီးထီးလိုမင်းလိုဖျားကိုအတွင်းတဲ့အရင်ဝင်သွားလေသည် Sky ကတော့ရင်ညိုရဲ့ကြောပြင်ကိုကြည့်လျက်အဖိုးတန်လူသားလီတူတူလေးရေရွလိုက်ပါ၏ရွှေညာမီမနှစ်ပါးသွားအပိုင်းစနစ်နရပတိစီသူမင်းကနေရဆန်ကနီးမှာတားတော်တွေကတအိုးရစေခြင်းနဲ့ခတ်တာသူကိုယ်တိုင်ရွေးချယ်ပေးလို့မရဖြစ်နေရအကယ်၍တားတော်တို့ကိုသာလမ်းညှို့ထုတ်ရွေးပေးခဲ့ရင်သူနေရဆန်မီနောက်မှာစစ်ပွဲကြီးဖြစ်လာနိုင်တယ်ကိုရီးယားနန်းတွင်ရုပ်ရှင်တွေတက်ကောက်လို့မလားမီယာရေးပါလာပြီးပြဿနာတွေတက်လူတွေတက်ကြရလေဟုတ်တယ်ဒါကိုကြိုမြင်လို့နနပတိစီသူမင်းကတားရရဲ့အလဲမှာထီးပြူတစ်ချောင်းဆိုင်လိုက်တယ်ပြီးတော့မင်းဖြစ်ထိုက်သူကန်ထီးပြူရင်းပါလို့အတိတ်ထန်လိုက်တယ်အမှထီးပြူကသူ့လိုလားတဲ့သားတော်ဇေယျတင်ခါဘက်ကိုရင်းရောအဲ့လိုနဲ့အဲ့ဒီသားတော်ကမင်းဖြစ်လာတယ်ဒီလိုမျိုးထီးလာလဲလို့မင်းကလည်းလိုတဲ့အတွက်အဲ့သားတော်ကိုထီးလိုမင်းလို့ခေါ်တွင်တယ်သူတည်းရဟောဒီဖျားကိုတော့ထီးလိုမင်းလို့ဖျားလို့နာမတွင်စီတယ်နာမတွင်စီတယ်ဆိုတာကဒါကြတော့မသိတော့ဘူးလားကိုလူခင်ဗျားပဲဘာမှစကားအလိုလိုတက်ပါလေဆိုကိုရင်ညိုရေမဖြစ်ချင်းလဲနေပြကျွန်တော်သွားပြီ Sky ကသူပြန်စိတ်ကောက်ရန်အလဲဟုမှတ်ယူလျက်ရင်ညိုရေကိုထားခဲ့ကဂူတွင်းမှပြန်ထွက်သွားသည်ရင်ညိုရေကတော့ Sky ရဲ့မထင်မှတ်ထားတဲ့အပြုတ်မှုကြောင့်အနောက်ကနေပြေးလိုက်ရသည်ကိုလူဘာလဲဟောစိတ်ကောက်တဲ့ယောက်ျားများကိုကျုပ်သိမ့်မုံမြာဒါဆိုကိုညွားကျွန်တော်မုန်းနေပေါ့မဟုတ်တာကိုလူရကျုပ်မမုန်းပါဘူးမမုန်းဘူးဆိုတော့ Sky ကနောက်ချိန်ပြောင်းချင်းစိမ့်နဲ့ပြောလိုက်တဲ့စကားကရင်ညိုရစ်ကိုတတွေးနေစေသည်ရင်ညိုရစ်ဟာဘလို့စိတ်မျိုးရှိတဲ့ယောက်ျားတစ်ယောက်လဲဆိုတာ Sky မသိပဲမေးချင်ရတွေဇုတ်ကိုမေးချနေရမလားမပြောတဲ့မမုန်းဘူးဆိုတော့ကျုပ်ကကိုလူကိုချစ်ရမှာလားနီလူနေကတတွင်များကိုလဲချောင်းနဲ့အတင်းညွှချပြီးဒီစကားကိုရင်ညွှပြောလိုက်သည်အတင်းပြောတာမဟုတ်ပဲလှုပ်ခဏထွက်သွားတာဖြစ်၏ပြောပြီးမှရင်ညွှရဲ့ရင်တွင်တစ်ခွင်၌ရုံရင်းဆန်ခတ်မှုတွေမငြိမ်မသက်နိုင်အောင်ကပြင်းပြင်းလှုပ်ရှားနေသည်လက်ရှိအခြေအနေဖြစ်ရဖြစ်စဉ်တွေကိုရင်ညွှရဲ့ဖြစ်ဖြစ်ခြင်းသည်အမှုမဲ့အမဲ့မဲ့စကားကကြုံခဲ့ပြီလေကဒါကတော့ကိုရင်ညွှရဲ့သဘောပါချစ်ချင်ချစ်ပေါ့ဘာခမညာ Sky ကရင်ညိုရစ်ကိုမမှတ်မတုံကြည့်သည်ကြည့်တာမှာရင်ညိုရစ်ရဲ့မျက်တောင်ခတ်လှုပ်ရှားမှုတွေအားမလွတ်တမ်းကြည့်ခြင်းဖြစ်သည် Sky ကကြည့်နေရင်နှက်ခမ်းမှမချုံမချင်းစွာပြုံးရလာသည်ရင်ညိုရစ်ကတော့ငေါငဲမှုကြိုးပမ်းတော်ညာမအောင်မြင်ထို့နောက်ရင်ညိုရစ်ကမျက်လုံးတွေကိုအဝေးတနေရာသို့လှည့်ပစ်လိုက်သည်ယူနေလားရင်ညွှေကတခုံပြောပြီးဖျားပရုံအတွင်းကနေအလင်းမြန်ထွက်သွားသည် Sky ကတော့ဖင်းညင်းစွာရေလျာလမ်းလျှောက်နေရင်ယူနေရတဲ့ကိုညိုကျွန်တော်ယူသွားတာထင်တယ်ကျွန်တော်ကိုညိုကိုသဘောကျနေရတဲ့တယောက်တည်းစကားတွေပြောပြီးအပြင်ထွက်သွားလေ၏အပြင်မှာတော့ရင်ညွှေစိတ်လှုပ်ရှားနေသည်လှုပ်ရှားတယ်ဆိုတာထက်လှုပ်ခတ်နေတယ်ဆိုရင်ပိုသိကြမည်ရင်ညွှရစ်ကမိန်းကလေးတွေကိုသဘောမကျဘူးဆိုတော့ညာယောက်ျားတိုင်းနဲ့ဦးတရှင်းရှင်းသွားလာပြီးကိုတိတ်ခါကိုအဖိုးမတန်သူမဟုတ်ဒီလိုခံယူချက်တွေရင်းဆောင်နေတာမဟုတ်လို့ယောက်ျားတွေနဲ့ပတ်သက်ပြီးအထူးသတိထားသည်ရင်ညွှရစ်ကအမြဲတမ်းကိုချင်းတိတ်ခါကိုအလေးထားသူဖြစ်သည်အခုတော့ Sky ရှိမှာဖြစ်ချင်ရတွေဖြစ်နေတော့သည်ပထမဆုံးအကြိမ်ဒီယောက်ျားနဲ့ရင်ခုန်သွားတယ်ဆိုတာရင်ညွှရဲ့မယုံရဲ့ယုံဖို့လဲကြောက်ရွံ့သည်
ရေပေါ်အယုတ်ရေးခြင်းထက်ပုံမဖြစ်နိုင်တဲ့ကိစ္စမို့လို့ရည်ညွှန်းရေးစိမ်မောသွားရသည်ကိုအညိုကျွန်တော်ကိုမဆောင်ပဲသွားပြန်ပြီနော်ပြောတော့ကျွန်တော်ကကိုညို့ဧည့်သည်ပါဆိုဟင်အင်းကိုအညိုဘာဖြစ်နေရလဲဘာဖြစ်လို့တော့ဘာမှမဖြစ်ပါဘူးရည်ညွှန်းရေးကဆိုင်ငယ်ပေါ်တက်ဖို့လို့တော့စကိုင်းကတားသည်သူ့ရဲ့ပျော်ပြောင်းနေထတဲ့လက်နဲ့ရင်ညွှဲလက်မောင်းကိုကင်ပြီးတော့သားသည်ကိုလူရင်ညွှဲရကမျက်လုံးပြူကခေါ်သည်ဒီလိုအထီးအတွေ့ကြောင့်ရင်ညွှဲစိတ်တွေတက်ခါလေပြီကိုလူဖဲကိုညိုခဏလောက်နေပါဦးစကိုင်းကတီကြီးသောမျက်ဝန်းတွေဖြင့်ညင်တာတော်လေတန်းဖြင့်ရင်ညွှဲကိုဆွဲကင်ထားပြီးထပ်မံတားဆီးလေ၏ကိုညိုနာမတွင်နေဆိုတာဘာလဲပြောဦးလीဒီမေကွန်ကြောင့်ရင်ညွှဲစိတ်လေးမြေပြင်ပေါ်ပုတ်ခနဲ့ညီအောင်ပြုတ်ကျသွားတော့သည်မုံပိတ်ခံထားရသည့်နဲ့လောင်ကျက်နေသောစိတ်ဟာလေယာပြင်ထဲကအဖောင်မဲ့တဲ့တပင်ပမာအေးမြလွန်ငင်းသွားပါ၏နာမတွင်နေဆိုတာနာမည်တွင်တာပေါ့လူတွေကိုနာမည်ပေးလိုက်သလိုပဲဖះရဲ့ဘွဲ့ကိုလည်းဒီလိုပေးခဲ့တယ်အဲ့ဒါကိုနာမတွင်နေခေါ်တာရင်ညွှဲရကရှာခေါ်လေးကြီးကောက်ချင်နဲ့တရက်ဆက်ပြောလိုက်သည်ဟန်ပန်အမူအရာပြောင်းလဲနေတဲ့ရင်ညွှဲရကိုစကိုင်းတတိထားမိပါသည်အော်တက်လေနေဘူးတယ်အိုးထုတ်ဘာလဲအထက်အလုံးကိုစောင်းဖို့အိုးထုတ်ပေါ့ဗျစကိုင်းကရေပဲမဖွဲ့ရုံတမဲခက်ပြမုန်းဆိုလိုက်တော့ရင်ညွှဲရင်နဲ့လမ်းဆန်းလှုပ်ခါရပြန်ပါသည်ကိုလူကလည်းရင်ညွှဲရကအရှိချင်းထဲကအုတ်ထုတ်ကိုယူကစကိုင်းကိုကန်ပေးလိုက်သည်ထို့နောက်ဆိုင်ကယ်လေးဟာတဖန်ပြန်လဲအသက်ဝင်လျက်ပကံမျိုးတွင်းနဲ့ခက်ပြပြလှုပ်ရှားလိပါ၏ဟိုတယ်တွေတဲခွန်ကဲတွေများလာတဲ့မြို့တွင်းထဲမှာနိုင်ငံသားတွေရောပြည်တွင်းခီးသားဧည့်သည်တွေပါစုံလှသည်စောင်းပေါက်အချိန်မှာပကံဟာအစီကားဆုံးမြို့တစ်မြို့ဖြစ်ရသည်ကိုညိုဘယ်မောင်းနေရလဲဂေါ်ရပလင်စကိုင်းကဆိုင်ငယ်လေးတိုးတန်ကြတဲ့မှာကြက်ကြက်လောင်လောင်အော်မေးသည်ရင်ညွှဲကလည်းကြက်ကြက်လောင်လောင်အော်ဖြေသည်ပြီးတော့မှစကိုင်းကသဘောတကျရင်ပြီးတော့ဤရင်ညွှဲကတော့ညင်နေပေမဲ့ပြုံးနေမှာတော့သိကြပါသည်ပကံမြို့တောင်ဘက်သို့ဆိုင်ငယ်လေးချိုးကွေသွားသည်အဝေးမှကြည့်လျင်အာနန္ဒာလိုလိုတပညွလိုလိုထင်ရသောဖျားသည်ကတော့ပလင်ဂေါ်တော့ပလင်ဖြစ်သည်ထုံးပြအောင်တန်းနေတဲ့ဤဖျားသည်ဇောင်းနှန်းအသွဲသွဲပန်းကတ်သူအလီလီနဲ့ပြည့်ကျက်နေတဲ့သောဖျားမဟုတ်ချေငိမ်သက်မှုသဘောဆောင်ပြီးရံဖန်ရံက၆တွေ့တယ်လို့ထင်ရသည်အေးချမ်းသည်ဖျားဖူးတွေစီကားမှုနဲ့ပါတာကြောင့်အလွန်တိတ်ဆိတ်သည်ပေတရရှင်ဆန်ကန်အမင်းရှိတဲ့ကတော့ပလင်ဖျားကိုနရပတိစီသူမင်းကြီးနဲ့တားတော်နရောင်ဖျားမင်းထီလိုမင်းတို့အတူတည်ခဲ့ခြင်းဖြစ်သည်ရေညွှဲနဲ့စကိုင်းတို့ပရဝွန်အတွင်းဝင်လာတော့ဖျားဖူးဟူ၍သူတို့နှစ်ယောက်တည်းနည်းနည်းမလန်းမကမ်းမှာတော့တပည့်စီလဲနေသူအမျိုးသမီးတစ်ယောက်ရှိသည်ကိုညိုဂူဖျားဖြစ်တဲ့အတွက်အတန်မလုံးတွေကပဲ့တင်ထက်သည်အပေါ်တက်လို့ရသေးတယ်မလားမသွားတော့ဘူးလေကိုလူတဘောဒီလိုနဲ့အောက်ဘက်ရင်မြင်အတွင်း၌သာဖူးမြောက်လိုက်ကြပြီးအပြင်ပြန်ထွက်လာကြသည်ဒီဖျား1985ငလင်တန်းကိုတော်တော်ခံရတဲ့အထက်ပါတယ်အတွင်းထဲကဌာပနာပစ္စည်းအချို့မြည်ခခဲ့ရတယ်အဲ့ဒီဌာပနာပစ္စည်းတွေကိုအခုဟိုဘက်တလန်းကျော်ကပကံပြတဲ့ထဲမှာပြထားတယ်ရင်ညိုရစ်ကရှင်းပြပြီးစကိုင်းကိုကြောခိုင်းကပစိုးပြုံဝေးသည်ဒါနဲ့ကျွန်တော်တခုမေးပါဦးမယ်ကိုညိုဝေးထားတာကိုမင်းကလေးလည်းဝေးကြတယ်အဝတ်ပတ်တယ်ခေါ်မလားအိမ်မထဲရသူကလည်းအဲ့လိုပဲအဝတ်ပတ်ထားတယ်စကိုင်းမေကွန်ကြောင့်ရင်ညွှဲတစ်ချက်ရဲလိုက်သည်ဟက်ခနဲ့ကိုလူကတော့ပြောတော့မယ်ချမ်းချမ်းဖက်ဖက်ဗျာအဝတ်လို့မခေါ်ဘူးဒါကိုပစိုးလို့ခေါ်တယ်ရဲ့မိမတွေဝတ်တာကြထမိန်နဲ့ဗျကိုလူပြောသလိုအဝတ်ပတ်တယ်ဆိုတာကလည်းမမှားပါဘူးကျွန်တော်ဝတ်တယ်လို့ဘာမှမွေးကြဘူးလားဝတ်တာပေါ့ထိုင်မဲ့ကျုပ်တော်မပါဘူးတချို့တွေဝတ်ကြတယ်ထိုင်မဲ့ခဲပါတယ်ရင်ကျင်းမှုချင်းမှမတူပဲစကားကောင်းနေကြတာနေ့လေတောင်ကြော်လို့ပြီးကောင်းကင်မှာတော့တိမ်လိပ်ဖျားများကတေးရိတ်တက်လာကြရင်နေမင်းကြီးကိုဖုံးလွှမ်းဖို့ကြိုးစားသည်နေမင်းကြီးဟာ
အပူအလင်းဆက်လက်ထုတ်ပေးခြင်းစောနဲ့ဝေးရတို့ပြည်သည်ဒါပေမဲ့မကြမီအတော်အတွင်းမှာတိမ်လိပ်တွေရဲ့ဖုံးအုပ်ခြင်းကိုခံလိုက်ရသည်ဒါကြောင့်ကပအရှိချမ်းနေကြသွားလေသည်ထိုကောင်းကင်ကိုငင်းနေရင်စကိုင်းအတွင်းများနေသည်မိုးကောင်းကင်လိုမျိုးလောကလူသားတွေကိုချွေးပိတ်ပေးရန်အလို့ငါဟူသောသဘောနဲ့မိဘတွေကစကိုင်းလိုနာမည်ပေးခဲ့သည်ဒါပေမဲ့အခုတော့လောကလူသားတွေမပြောနဲ့အနီးနားကတယောက်တည်းသောသူကိုတော့မထွေးပွေထားနိုင်မဲ့ခြံထားခဲ့ရတော့မည်ဒါကိုတွေးမိတော့စကိုင်းရင်နာရသည်အခုလိုမိုးကောင်းကင်ကိုငင်းနေသူစကိုင်းကိုရင်ညို၍မုံဝမရဲခွာခိုးကြည့်မိသည်ရက်ပိုင်းမြသောတွေးဆုံမှုကိုရသက်ပံဆုံးစည်းမှုဖြစ်ရင်သိကောင်းမယ်လို့လှိုက်မောစွာတွေးမိသည်အချိန်တန်ရင်အိမ်မြန်သွားမှတိုင်းတစ်ပါးသားကိုချီနှောင်လို့ရမယ့်ကြိုးစားတမြင်အားရင်ညို၍ဖန်တီးခြင်းမိပါသည်မဖြစ်နိုင်မှန်းသိလေတော့ရင်ညို၍လဲရင်နာရပြန်ပါသည်ကိုလူကိုညိုအတွေ့ဆုံးကြတော့နှစ်ယောက်သားပြိုင်လို့ခေါ်လိုက်မိသည်လေးတက်ဆိုင်မှုအတွက်တယောက်မျက်နှာတယောက်ကြည့်ရင်ပြုံးလိုက်မိကြသည်ကိုညိုရင်ပြောစကိုင်းကဆိုလိုက်တော့ရင်ညိုရဲ့စကားစဖို့အာယူသည်ဘာရဲ့ကြောင့်မှန်းတော့မသိဒီလူသားရဲ့ဦးစားပေးမှုကိုတိတ်နှိမ့်ချိုက်၏ဒါပြင်လက်ပကြီးဆွဲရတဲ့နေရာရှိတယ်သွားချင်လားလက်ပကြီးဘလို့ဟာမျိုးလဲဒီလိုလေဒီလက်ဖုံးမမောပကြီးဆွဲတာတတူးသဘောမျိုးတော့မဟုတ်ဘူးအလွန်ဆုံးခံ2ရက်3ရက်လက်မှန်ဆိုတော့ဘယ်ကြီးကောင်းမလဲကိုလူမမြင်ဘူးသေးလို့ပါကြီးကောင်းတယ်ရဲ့ဒါပေမဲ့မင်းကလေးတွေပဲအဆွဲများတာဗျကိုလူတို့ရောကြခီးသားတွေဆွဲခဲ့ပါတယ်ဒါဆိုရင်ဘာလို့မေးရလဲဩဒါကတော့ကိုလူကပကြီးစရာဆိုသဘောများကြမလားလို့ပေါ့စကိုင်းကပြုံးတုံးတုံးလို့သည်ဘာပြုံးမြန်တာလဲအတန်ကခက်မမဆိုတော့စကိုင်းမျက်နှာပိုးတက်လိုက်သည်ကိုညိုကျွန်တော်အတွက်စဉ်းစားပြီးတော့ကိုတိတ်သဘောကျလို့ပြုံးတာရေညိုရဲကဘာမှပြန်မပြောဘဲခက်ညင်ရင်သာနေလိုက်သည်ပြီးမှကိုလူရောဘာပြောမလို့လဲဟိုကျွန်တော်မေးရင်ကိုညိုစိတ်ဆိုးသွားမှာဆိုလို့မနေ့ကတည်းကမမေးရပဲနေနေရကိုလူကလည်းယောက်ျားလေးဖြစ်ပြီးတတိယရမှာအင်မတန်နေပါတယ်ရေညိုရဲကစူဆောင်ပြောပြန်သည်စကိုင်းကိုအထင်သေးချင်းမျိုးပြီလောကိုညိုကတော့ဗျာကျွန်တော်တတိမနေပါဘူးတစုံတယောက်အတွက်ပဲမဝင်မရဖြစ်ရတာကျွန်တော်ကြောင့်သူစိတ်အနှောက်အယှက်ဖြစ်သွားမှဆိုရင်နာသူကိုညိုလေးဒီလိုပြုံးစားကြီးပြောတော့ရင်ညိုရဲ့စိတ်တွေလှိုင်းထားရသည်ကိုလူဟာစုံးကိုရင်မျိုးလားတိတ်ပြူစားနိုင်တာပဲကိုညိုလက်ကပတိလီဘာတန်အကြောင်းရတာလဲကျွန်တော်ကိုပြောပြနိုင်မလားဩဒါများရင်ညိုရဲ့ကဥတွင်းရလိုက်တန်ဆက်၍ပြောသည်ချော်လဲတာကိုညိုလိန်နာစကိုင်းကပတ်ခနဲပြန်ပြောသည်ထိုအခါရင်ညိုရဲ့ကမျက်လုံးပြူကမျက်ခုံးပင်ရသည်ကိုလူကိုညိုလိန်နေရမလားကျွန်တော်သိနေတယ်တခုခုကိုခံစားမိနေတယ်အမှန်တိုင်းပြောပါကိုလူခမတိတ်ဆက်ဖက်ရရောက်တယ်ဆိုတာသိရလားဟုတ်တယ်ကျုပ်လိန်တာချော်လဲရမဟုတ်ဘူးမှန်ကိုထိုးပခဲ့တာရပြီလားအဲ့လောက်ဆိုညွညွရဲ့ကပျော်ပြောင်းမှုကင်းမဲ့သောအတန်ပြေပြောပြီးစကိုင်းနားကနေထွက်သွားသည်စကိုင်းကအားတောင်အာနာဖြစ်စွာကြံခဲ့ရင်အဝေးစီကရင်ညွရဲ့ကိုလှမ်းကြည့်လိုက်သည်ရင်ညွရဲ့စိတ်ဆိုးသွားတဲ့အထင်ပြီးရုပ်ကြီးစသလိုရင်ထဲတင်းကျပ်သွားသည်တကယ်ပဲဆက်စုသလိုဆွတ်ဖက်သလိုဖြစ်သွားဖို့ရည်ရွယ်ရင်းလုံးဝမရှိခဲ့ပါကိုညိုကျွန်တော်တောင်းပန်ပါတယ်တကယ်တောင်းပန်ပါတယ်ကျွန်တော်စိတ်ပူလို့မီးတာပါစိတ်ပူလို့ပါစိတ်ပူတယ်ခမရနဲ့ကျုပ်ကနိုင်ပိုင်းအတွင်းမှာခွဲခါရတော့မဲ့သစိမ့်တွေခန်းစားချက်တွေကမိတ်ဆွေမဆန်သင့်ဘူးသစိမ့်လားကျွန်တော်ကအခုထိကိုညို့အတွက်သစိမ့်တယောက်ဆိုတာထက်မပိုဘူးလားရင်ညိုရဲ့ကောင်းညင်သည်မျက်နှာကိုလည်းချက်ချင်းလှည့်ပစ်လိုက်သည်ကိုညိုမှာချစ်သူရှိလားမစီမဆိုင်မေးခွန်းမိရထားဘိန်းချော့တလို့လာလာမမဆိုင်တဲ့အမေတရက်ကိုမေးသည်ရင်ညွေရက်ကမျက်နှာလှဲထားရကနေလှဲ့လာပြီး
စူးတောက်တဲ့မြုံအဆုံကိုစကိုင်းစီပို့ချလိုက်သည်စကိုင်းကအေဂျင့်နေသည်ညီတက်စာနဲ့လိုက်ပုံမှုနှက်ထီနဲ့ရက်နေ၏ရင်ညွေရိတ်ကတော့ဒေါသဖြစ်သွားသလိုတစ်ဆက်ထဲမှာအသက်ရှူမြန်လာသည်မျက်နှာကလည်းနှွေးကနေပူသွားရသည်ဘာသဘောနဲ့မရလဲကျွန်တော်သိပြရစီကျွန်တော်ကိုသိခွင့်ပေးပါကိုအညို့မှချစ်သူရှိလားရင်ညွေရိတ်ကလက်သီးနှစ်ဖက်ကြစ်ကြစ်ဆုပ်ထားလိုက်သည်လက်ကောက်ဟွမှသွေးကြောတွေဟာလက်သီးတင်းတင်းကြောင့်ထောင်မဲ့နေသည်အသားညူညူမှစိတ်မြမြသွေးကြောတွေကိုမြင်ရသည့်အထိထောက်မှန်လွန်အားကြီးပါသည်ခမရပါလဲကျုပ်အတင်းရေးတွေသိကျင်နေအောင်ခမရပါလဲရင်ညွေရိတ်ကမိကိုဆက်ကမျက်နှာကြောတင်းတင်းနဲ့မေးသည်ကျွန်တော်ကကိုညိုစကိုင်းစကားလို့မဆက်လေပါရက်တက်နေတဲ့စကားကိုအရှိသဖြင့်ဆွဲဆန့်ပြောဆိုလိုက်ရင်ရင်ညွေရိတ်နဲ့ခင်မှုကျိုးမြင့်စားဟာတောက်ခနဲမြည်အောင်ပြတ်တောက်သွားပေလိမ့်မည်။ကြောင်းမှန်ပါတယ်ကိုညိုကျွန်တော်ဘာဖြစ်နေလဲမသိဘူး I'm really sorry ရင်ညွေကတုံ့ပြန်မှုမရှိဘဲဆိုင်ငယ်ပေါ်သာတက်လိုက်သည်ခုန်နေစေရင်ဟာရက်တက်မှုအလင်းမရှိပါထိုအမေးကိုရင်ခုန်သွားတဲ့ရင်ညွေကရှက်ယုံမှုတွေကိုအားတင်းချိတ်မိတ်မျိုးချထားရသည်သွေးရိုးသားရိုးမှဟုတ်ပါရဲ့လားစကိုင်းကလည်းသူကောင်းသူပြန်ထုကသူမသိရဲ့လှုံ့ဆော်မှုကြောင့်ဖြစ်ပေါ်လာတဲ့မိကုန်းကိုပြန်တွေးပြီးမှမှန်းသိရသည်ပြီးတော့အနှဲငယ်လေးခြောက်ချသွားရသည်သူခန်းစားချက်ထားမိသွားတာယောက်ျားတစ်ယောက်အပေါ်မှာသူ့လိုယောက်ျားသားတစ်ယောက်အပေါ်မှာနယူးဇီလန်မှာဒါမျိုးတွေကမထူးဆန်းပေမဲ့မြန်မာနိုင်ငံမှာတော့မလွယ်ကူမှန်းစကိုင်းရိပ်မိတယ်လို့ရင်ညွရဲ့အတွက်လဲထူးဆန်းမယ်ဆိုတာထပ်တူသိသည်ပို့ထူးဆန်းတာကသူမရင်ညွရစ်ကိုချေးဆိုတာမဟုတ်ပဲရင်ညွရစ်ကဘာလို့စိတ်ဆိုးပြီးသူကရောဘာလို့အပြစ်မှုတဲ့လူလိုဖြစ်နေရတာလဲခက်ချီပြီးခရီးလန်းဟာဘာရဲ့ကြောင့်မှမသိရှေ့လျားလာသည်တဏှာကိုမှမဝင်ပဲကတ္တရာပေါ်မှာသာဆိုင်ကိုပြေးစေသည်မွန်းလွဲလို့ညနေဆောင်ရောက်သည့်အထိရင်ညွရစ်ကဆိုင်ကိုသာဆက်လက်မောင်းနေသည်စီကုံမရမဲ့သဘောမီလားပကံမျိုးတစ်ထဲကနေမျိုးဟောင်းမျိုးအောင်ထဲကနေညောင်ဦးစီညောင်ဦးမှမျိုးချောင်လန်းတွေကိုကွစ်ပတ်မောင်းပြီးကြောက်ပတောင်းမရောက်ခင်မျိုးထဲပြန်ဝင်လာသည်ဒီလိုခီးလန်းကိုမရှိရှိအောင်ဆက်ဆက်နေသူရင်ညွရေးအဖို့စကိုင်းနဲ့မျက်နှာချင်းမဆိုင်လို့ရေးမဟုတ်မှန်းစကိုင်းနဲ့လည်းမတော့မဟုတ်ပါဆိုင်ကယ်ကိုအပြင်းနှင်ခြင်းရဲ့ရလက်ကလေပြင်းတိုးမှုဖြစ်သည်လေပြင်းတိုးမှုရဲ့ရလက်ကစကိုင်းအသားရည်တွေကိုကြမ်းတမ်းစီသည်မျက်နှာမှာမှုံဝေလာသည်အားလဲလျော်နေလာသည်ဒါကြောင့်မို့လို့မချင့်မရဲစွာနဲ့ကိုအညိုဆိုင်ငယ်မရက်တော့ဘူးလားမိကွန်းတစ်ခုမေးချလိုက်သည်လေတူးကိုထိုးကက်ကအော်မေးခြင်းမဟုတ်ပဲရင်ညွေရဲ့နာနာကိုကက်ကခတ်တိုးမေးလိုက်ခြင်းဖြစ်၏ထိုအခါရင်ညွေရဲ့မောင်းနေတဲ့ဆိုင်ငယ်ကတုံခနဲ့ရက်တန့်သွားသည်ရင်ညွေရဲ့ထွက်သက်ဝင်သက်ဟာမူးမှန်ခြင်းမရှိနားစီအတွင်းဝင်သွားတဲ့ခဏနေအောင်ငွေကိုရင်ညွေရဲ့သဘောတွေ့နေခြင်းကိုကမဖြစ်သင့်တနည်းအားဖြင့်ရှက်ဖွယ်လို့ရင်ညွေရဲ့ကိုချင်းသည်အနောက်ကစကိုင်းကတော့ဆိုင်ငယ်ပေါ်ကဆင်းပြီးအရှိဘက်ရောက်သည်ထို့စဉ်ခီးသားကားတွေစတိုက်ဖြစ်သွားသည်ထို့နောက်ပတ်ဝန်းကျင်ဟာတိတ်ဆိတ်သွားရသည်ပကံမြို့တောင်ဘက်အတွင်းကစေတနာကြီးဖျားရှိရောက်နေကြသောသူတို့နှစ်ယောက်အတန်ကြောင်စိတ်စိတ်နေကညီနေကြ၏ကိုညိုဘာဖြစ်နေရလဲဆိုတာပြောပြပေးမလားကြွဘာဖြစ်ဖြစ်ဟောဒီလိုတော့မဖြစ်နဲ့လေဗျာကျွန်တော်မေးတဲ့မေးခွန်းကြောင့်ကိုညိုဒီလိုဖြစ်နေတာဆိုရင်ဒီမဲ့ကိုလူခမမေးခွန်းကကျုပ်အတွင်းရေးကိုတီးလို့ဆိုများနေရကြောင်းကျုပ်အနှောက်အယှက်ဖြစ်ရခြင်းပါဓာတ်ထံမပိုးဘူးဆိုတော့သိထားပြီဟုတ်ကဲ့ကျွန်တော်သိပါတယ်ယောက်ျားတစ်ယောက်ရဲ့တစ်ယောက်ကြားချစ်သူရှိလားဆိုတဲ့အမေဟာစိတ်ဆိုးကြမှာမဟုတ်ပဲဆိုတာကျွန်တော်သိပါတယ်စကိုင်းရဲ့အပြောကရင်ညွေကိုတောက်ဟောခြင်းလို့အဆိုင်ထူးတာမျိုးနဲ့မတူပေမဲ့နည်းနည်းတော့ဆင်သည်ဒါဆိုရင်ညွေကဘာဖြစ်သွားမလဲကျွန်တော်တေချာတောင်းမယ်မမယ်ဒါကြောင့်အခုလိုကြီးစိတ်မဆိုးပါနဲ့တော့ဒါဖြင့်ကျုပ်အတွင်းရေးတွေမမင်းနဲ့ကိုလူဟာဧည့်သည်ရပါအချိန်တန်ရင်ကိုလူကကျုပ်ကိုမေ့ချင်မေ့တော့မှာအတန်ဟာစကားအဆုံးသက်မှာအနှဲငယ်တင်ဝင်သွားသည်နေ့လယ်ကထမင်းစားတော့
သူ့ကိုမေးမသွားဖို့အတန်နဲ့မှာခဲ့သူကြီးနဲ့မတူတော့ပါလားကိုအညိုခေါ်တန်ဟာနူးညံ့လာသည်တနာကျင်လာတဲ့အတန်နဲ့အတူအကြီးတို့ကလည်းကျင်နာရီလွှမ်းနေသည်ဟမ်အဲ့ဒါလို့မကြည့်ပါနဲ့ရင်ညွေးစိတ်ထဲကနေအကြောက်ကန်ညင်းပစ်သည်မျက်လုံးချင်းစုံမှုကရင်ညွေးကိုမောလုံးသွားစေသည်ကိုအညို့ကိုကျွန်တော်မေးနိုင်လိမ့်မယ်လို့ထင်လားစကိုင်းဒီမေးကိုမေးချိန်မှာရာသီဥတုညိုမောင်သွားသည်စေတနာကြီးဖျားသည်လိုင်းရင်အတွင်းဘက်ထဲတွင်ရှိတာကြောင့်ညနေဆောင်မှာထိုင်းမိုင်းနဲ့သဘောဆောင်တတ်၏ရင်ညွေရစ်ကစေတနာကြီးဖျားဘက်သို့မျက်နှာလှည့်ထားလိုက်သည်ရင်ထဲမှာတော့အဲ့လိုမျိုးထားနိုင်မမိုင်းကြီးကိုအညို့ကျွန်တော်ဘယ်တော့မှမေးနိုင်မှာမဟုတ်ကိုအညိုနေ့လေကမှာထားတာမရှိရင်တော့မှကျွန်တော်ကကိုအညို့ကိုမေးနိုင်ရမှာမဟုတ်အဲ့ဒါသိရလားအပြောရဲလာသည်ဟုရင်ညွေရဲ့ကောက်ချက်ချသည်သူ့အမမေးနိုင်ဘူးလို့ပြောနေတဲ့သူ့ရှေကအနီနိုင်ငံသားယောက်ျားကိုသူ့မရဲတရဲလေးကြည့်လိုက်သည်ပကံမြို့ပေါ်သို့ကြားရောက်နေတဲ့ပါလဲလက်နေအောင်ကြီးဟာစကိုင်းမျက်နှာကိုကွက်ကြားဖြစ်အောင်အေးထိုးလျက်ရှိသည်ဒါကိုစကိုင်းကမမူပဲမျက်နှာကိုတီးတင်းမထားကပြုံးထားသည်အလွမ်းရှက်တဲ့အပြုံးမျိုးကိုလူကျွန်တော်ကိုလည်းမေ့မသွားပါနဲ့ပြန်မလာတော့ဘူးလားမသေးကြဘူးလေဒါဖြင့်ရင်ညိုရက်ကမျက်နှာပြတ်မသွားအောင်အတက်နိုင်ဆုံးထိန်းထားသည်စိတ်အတွင်းမှာလည်းဗလောင်ဆန်နေ၏ကိုညိုကျွန်တော်တတိယနေမှာမလားရင်ညိုရက်ခေါင်းတဆဆညင်ညင်ပါတော့လဲလက်တွေ့မှာမလှုပ်ရှားဖြစ်မောဟိုက်နေတဲ့ခံစားချက်များကြီးစိုးထားတာပဲသိသည်လွမ်းနေမယ်မလားတတိယချင်းအစားလွမ်းချင်းဆိုတဲ့ဝါရာကိုအစားထုံပြောင်းသွင်းလိုက်တာစကိုင်းလိုနယူးဇီလန်သားရဲ့ဗမာစကားကျွမ်းကျင်မှုနံပါတ်1ရဲ့ပါကျုပ်မလွမ်းဘူးဘောက်ကနေပြောချလိုက်တာကြောင့်စကိုင်းညှော်လင်းချက်အချို့လင့်ကြည့်သွားရသည်ထက်လိန်တာပဲတကယ်ပြောတာရဲ့ကျုပ်ကိုလူကိုလွမ်းနေလိမ့်မှာမဟုတ်ဟုတ်ပါပြီကိုညိုမလွမ်းလဲရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့လွမ်းနေမှာနေတိုင်းကိုညို့ကိုလွမ်းလဲစိတ်နဲ့ဖြတ်တန်းရမယ်ထင်ပါတယ်ရင်ညိုရစ်ကစိတ်သေးဝဲတော်ပါတော့ဟူ၍ကောင်းအောင်နေရသည်တဘာဝမကျတဲ့ဒီအလွမ်းစကားတွေကိုနားထောင်ရအောင်သူကမိမပြိုလေးတယောက်ဟုတ်မနေခဲ့ဘူးဒါဆိုရင်မိမပြိုလေးတယောက်လိုရင်ခုန်မနေသင့်ဘူးရင်ညွေးစိတ်ထဲထက်အောင်မိတာကရှက်တယ်တဲ့ခမားထပ်ပြောရင်ခမားကိုကြုတ်ထိုးမိတော့မှာဒီလိုပြောတော့စကိုင်းကမတိတိရေမောသည်ကျုပ်တကယ်ထိုးလိုက်မှာနော်စကိုင်းကအရင်မပြတ်ပဲရင်ညွေးရဲ့အနာတို့ကပါအပ်သည်ထိုးပါစိတ်ကြိုက်ထိုးခမားရင်ညွေးကလက်သီးရွယ်ကစကိုင်းပါအနာတို့လိုက်သည်ထိုးရမရည်ရွယ်တော့လဲအထိုးကန်ချင်းအောင်ဟဲ့ဆိုတဲ့အရွယ်တိုက်ချင်စိတ်နဲ့လက်သီးရွယ်မိ၏တကယ်တမ်းတော့ရင်ညွေရဲ့မထိုးရက်ခဲ့မထိုးခြင်းခဲ့မထိုးလိုခဲ့ရှင်းရှင်းပြောရရင်ထွေးရလောက်တဲ့အထိသူစိတ်မခုခဲ့တော်ပြီခမရအချင်းကိုမလေးစားရသူပဲဒီနေရာမှာအရင်မြအဖက်မြတွေပြောနေမယ်အစားဒီနေ့ခင်းစီကိုကောင်းကောင်းအဆုတ်တတ်နိုင်အောင်ကြိုးစားရမှာပေါ့ရင်ညွေရဲ့ကစကောင်းလဲကြောင်လှဲလျက်ဆိုင်ငယ်စံလို့သည်လာတက်ခဲ့ကြည့်လေနေဝင်ချင်းအမိသွားရမှာစကိုင်းကတခုခုမေးဖို့ပြင်ပြီးမှမမေးချင်တော့၍ဗဆက်ပြန်ပိတ်လိုက်ကရင်ညွေရဲ့အနောက်ကနေဝင်ထိုင်လိုက်သည်ဆိုင်ကန်နဲ့အတူခီးသွားလိုင်းကားတွေဟာတစီပီစီပြင်းနေသည်၄နာရီကျော်၅နာရီထိုးကန်ဒီဖြစ်တာကြောင့်ရန်ကုန်ကကိုင်းတွေစိုက်ချင်ဖြစ်သည်ဒါကြောင့်မို့လို့ဒီအချိန်ဆိုပကံမှာလူရှုပ်သည်ကွင်းလေနဲ့အတူမျောပါလာတဲ့ညနေခင်းလေးပြီလေးဟာရင်ညိုရဲနဲ့စကိုင်းရဲ့စိတ်တွေလန်းဆန်းလာအောင်ဆောင်ရွက်ပေးနိုင်သည်ရင်ညိုရက်ကကတ်တရံလမ်းမတွေကနေမသွားပဲဘေးဘက်လမ်းတွေကနေသွားသည်ရာခင်းလွင်မြင်များကိုဖြတ်ပြီးထမ်းမြင့်များကြမှဆိုင်ငယ်မောင်းသည်လူတယောက်စာသားသားနိုင်တဲ့လမ်းချင်းတွေကိုရွေးချယ်မောင်းနေပြီးတိတ်ဆိတ်တဲ့အရက်မှာနှစ်ကိုယ်တူရှိခြင်းပုံရသည်ထိုစဉ်ရုတ်တရက်ရင်ညိုရရဲ့ခါမှာစကိုင်းလက်တွေဖတ်တွယ်လာသည်ရင်ညိုရက်က
လေထဲတွင်ပြောင်းလဲနေသည့်အလားလွတ်မြောက်သွားသလိုခံစားလိုက်ရသည်ရိတ်ခနဲဖြစ်သွားကဆိုင်ကယ်ကိုမလဲစေရန်တတိကတ်ထားရသည်လမ်းနေရကျန်းလို့ဖတ်ထားမယ်နော်နရွယ်ဝကိုနှွေးထွေးအောင်အာငွေးနဲ့ပြူစားသူကြောင့်ရင်ညွေရဲ့လက်ဖြားအေးဆက်တောင်းတင်းသွားသည်ဆိုင်ကယ်မောင်းကျဲသူမဟုတ်တဲ့အတိုင်းမူရများလိုက်ပုံများတလန်းလုံးခါးခွင်တစ်ခုလုံးအပိုင်ဆိုးနေသူလက်ထဲမှာလွတ်ရန်အချိန်ကြာရောက်လာပြီပကံမျိုးဆိုတာနေထွက်ချိန်နဲ့နေဝင်ခြင်းအလားဆုံးဒါကြောင့်ဒီနေ့နေဝင်ချိန်ကြည့်ရန်ရွှေစံတော်ဖျားရောက်လာကြသည်နေဝင်ချိန်ကြည့်ကျင်သူတွေကလက်ချဲရီလို့မနိုင်သလိုစင်းပြုစုရလက်ခတ်သည်အဘဲကြောင့်ဆိုတော့ရွှေစံတော်ဖျားရဲ့ပစ္စည်းရန်အစဉ်စဉ်တွေမှာပြည်ရင်းပြည်ပခီးသွားတွေနဲ့ပြည့်တည်များကများလာသည်လူတွေများလိုက်တာဒီဖျားကနေနေဝင်ချိန်ကြည့်ရင်တိတ်လာတယ်ရင်ညွေကပြောရင်စကိုင်းကိုခေါ်ကဖျားပေါ်တက်လာခဲ့သည်ဖျားရဲ့အရှိဘက်လေကားကနေတဆင်နေဝင်ချိန်ကြည့်လို့အဆင်ပြေမဲ့နေရာကိုရွေးချယ်ရသည်ဒီနားလေးဆိုရမယ်ဟိုနားတွေမြင်ရမှာအေဒီ1058ခုနှစ်တွင်အနော်ရထာမင်းကြီးတည်ထားခဲ့သောရွှေစံတော်ဖျားသည်1985ငလျင်တန်ကိုပြင်းထန်စွာခံခဲ့ရဘူးသည်တေချာစွာပြည်ပင်ထိန်းသိမ်းထားတာကြောင့်2016ငလျင်မှာကြီးကျယ်သောထိခိုက်မှုမရှိခဲ့ပြီပြစ်စင်ရထိတ်ဆုံးမှာတော့တိတ်မျက်နှာကြောင့်လူနေသည်ဒီနေရာမှာ200သားနေရာယူရလိုက်ကြသည်ခဏကြာတော့နေဟာလိန်မော်တီးမဲ့တလုံးလိုဝင်းဖန့်၍အနောက်တောင်ရုံးထက်ဝယ်မေးတင်နေပြီစီးစက်ရောင်ခက်လင်းလေးဟာပကံမြို့ပေါ်သို့လှိုက်လဲစွာဖြတ်ချက်လျက်ရှိသည်ဖျားပေါ်မှာတော့ဓပုံရမ်းနေကြသူတွေဟာဤမြင်မျိုးကိုလွတ်သားမှဆိုသည်နဲ့အမီးရဖမ်းယူနေကြသည်ထိုလူများအထက်တွင်စကိုင်းလဲပါသည်နေဝင်ချိန်ကောင်းကင်ဟာတိမ်တောက်ပြီးလှနေသည်အဝေးစီသို့လှမ်းမြော်ကြည့်လိုက်တဲ့အခါစောင်းမြူတွေဝေဝဲလာတာကြောင့်လမ်းစရာကောင်းနေသည်ရွှေစံတော်ဖျားအနီးဝန်းကျင်မှာငဖုံတင်ဟောင်ဖျားလောကထိပ်ပံဖျားလောကဦးဆောင်ဖျားနဲ့အတူအလိုလိုမိုင်းမောစီတက်တဲ့ဓမယန်ကြီးဖျားတို့ဟာညနေခင်းပကံနဲ့အတူငြိမ်သက်စွာဆံပယ်တော်မူနေကြသည်တိမ်ကိုမြင့်တွေတိမ်ဆိုင်မားတွေလေညင်းထဲမှမျောနေကြပုံကစမ်းချောင်းထဲမှပန်းကျင်ငယ်များနဲ့အဆင်တူသည်တစ်ချက်တော့မိမပြိုတယောက်ရဲ့လျှော်ပြီးကစားပွားဖြူနဲ့လဲတူပါသေးသည်တိတ်လှရနော်လှတယ်ပကံဟာအမြဲလှနေရဲ့နေကတစားနဲ့ဝင်သွားတော့ကောင်းကင်မှာအမောက်ရဲ့တန်းလာလိပြီဖះဘော်ကခီးသွားအချို့အောက်ပြန်စင်းကြချိန်မှာတော့ရင်ညိုရဲကပြန်မစင်းသေးပဲစကိုင်းကိုခေါ်ကအနောက်ဘက်ချက်တင်နေရမှာအနားယူထိုင်ဖို့ခေါ်သည်ဘိုက်စာနေပြီလားဒီနေ့တော့ဟိုတယ်မှာပဲစားလိုက်တော့မယ်ဟောဗျာချက်ချင်းပြောင်းလိုက်တော့ပါလားဒီနေ့ကကျွန်တော်ပကံမနေရနောက်ဆုံးနေ့တွေမြန်မာနိုင်ငံကဟိုတယ်စားဖို့ကြောင်းဟိုရောက်ရင်ကြွားအောင်ပါကြွားတယ်ရီးစားဟုတ်လားရီညွေးကအမတ်တမဲ့ပြောလိုက်တော့စကိုင်းကဖြက်ကနေလှဲကြည့်သည်ရီညွေးကဒါကိုမသိလိုက်သူပါမှာဒုတိယပစ္စယံ၌ထိုင်ချလိုက်သည်ကျွန်တော်ကစင်ခဲ့ပါစင်ကနေဟောတော်ရစီမဟုတ်လားရင်ညွေးရဲ့အပြောကြောင့်စကိုင်းရင်မိပြန်သည်ပကံကိုလာတဲ့တစ်ပတ်မှာရင်ညွေးနဲ့အတူရှိရခြင်း3 ရက်တည်းဆိုပေမဲ့ရင်မိတာကတော့3 လိမ့်ချိန်မကတော့အလိုလိုပျော်ရှင်လာစီတော့ခန်းစားပြုံမျိုးပေးနိုင်လေသူစစ်ကနေမဟုတ်ဘူးစင်ကဲတယောက်တည်းသမားလူပြောတာကျွန်တော်ကအခုမှသဘောကျတဲ့သူကိုတွေ့ုံရှိသေးတာဒီစကားကရင်ညွေးရဲ့ရင်ကိုစွတ်စွတ်ပြန့်ခုန်စေသည်မတိတာစီရန်ဟန်ကိုထိမ့်ပြီးအသာပြုံးနေလိုက်သည်ကိုယ်ညိုစကိုင်းကရင်ညိုရဲ့ကိုမကြည့်ပဲဖះအောက်ခြေကမြင်းလန်းတွေကိုငေးလျက်ခေါ်ခြင်းဖြစ်သည်ကျွန်တော်နယူးဇီလန်ပြန်ရောက်တဲ့အခါကိုညို့ကိုဆက်သွယ်လို့ရမယ့်နည်းလမ်းလေးမရှိနိုင်ဘူးလားဥပမာ Facebook Twitter Instagram တခုခုပေါ့ရင်ညိုရဲ့ကခေါင်းခါသည်ပြီးနောက်သူ့ရင်ကြီးအိတ်ကတ်ထဲနိုင်ကတစုံတရာကိုယူထွက်လိုက်သည်ဒါကျုပ်ဖုံးခလုံးလေးတွေတန်းစီပါပြီးလက်တပွားစာတောင်အရွယ်မရှိလာတဲ့နိုကီယာဖုန်းလေးတစ်လုံးဒါကင်တဲ့ကျုပ်မှာကုလူပြောတဲ့ဟာတွေမရှိဘူးမရှိသလိုလိုလည်းမလိုဘူးဒါဆိုကိုအညွားအင်တာနက်ကွန်နက်ရှင်မရှိဘဲနေရပေါ့
ဒီခေတ်ထဲမှာလीစကိုင်းကအံ့ဩတယ်လို့ပြောတော့ရင်ညွေကပြုံးမပြောနေရလေရတာပေါ့ကျုပ်အသက်25ရှိပြီကျုပ်နေနိုင်တယ်ရဲ့ကျုပ်ဘဝမှာအဲ့ဒါတွေမလိုအပ်ဘူးလေလိုင်းကားနဲ့စကားပြောလို့ရရင်တော်ပြီလက်တွေ့မှာရှင်သန်ရတာပဲကြိုက်လို့ကိုလူပြောတဲ့ဟာတွေကျုပ်မသုံးဒါဆိုကျွန်တော်မဆက်သွယ်နိုင်ဘူးပေါ့စာရေးနိုင်ပါတယ်ဆိုတဲ့စကားကိုရင်ညွေပြောမထွက်ပါမိတ်ဆွေမဆန်သင့်ဘူးလို့ပြောထားဘူးတော့ဒီလိုတွေ့တာတဲ့စကားထွက်ဖို့လွယ်ကူမနေပါဒါဆိုကျွန်တော်တို့ဆက်ဆံရေးကဒီမှာနေရက်ပြီပေါ့စကိုင်းကစုပ်ဝင်သောအတန်ဖြင့်ရင်ညွေရဲ့အာမရောက်ရင်နိုင်စာကြီးရေပြောသည်ရင်ညွေရဲ့ကတော့စိတ်ကိုတင်းထားရသည်ဒီဘဝအတွက်တော့ရက်ပြီပေါ့နော်ကိုညူဒီလိုဆိုမှနင့်ရင်ဘွားကလူနဲ့ဆင်နေတဲ့ဆိုတဲ့မချုံမြင့်ရဲ့ပြောစကားတွေကောင်းတဲ့ရောက်လာသည်ရင်ညိုရေတုံရင်စပြုလာသည်စကိုင်းကိုလက်လွတ်လိုက်ရရင်မင်းပြိုဆိုတဲ့အမျိုးသားကိစ္စလဲတဖန်ပြင်းငင်းသွားရတော့လိမ့်မည်အခုမှပြန်အစပြိုးကျင်နေတာလေကိုလူလမ်းသွားရင်နဲ့အင်းကြီးစာလေးထိမိတာတောင်ရေဆက်ရဲလို့ပြောကြတယ်ကိုလူနဲ့ကျုပ်ကဒီပကံမှာ3ရက်တတိအတူရှိခဲ့တယ်ဒါတိတ်ထူးတဲ့ရေဆက်ပါဆိုတော့ကကျုပ်တို့မှရေဆက်မကုန်သေးရင်တော့တနေ့နေ့တစ်ချိန်ချင်းကျပြန်တွေ့မှာပါကံမကုန်ရင်ပြန်ဆုံမယ်လို့ပြောချင်တာလားဒီလိုကြတော့ကိုလူကဗမာစကားကျွမ်းကျင်တာပဲစကိုင်းမရဲမီပြုံးလည်းမပြုံးမီမလွမ်းမှုဆိုတာကရောတကယ်လားကျုပ်ဘဝမှာလွမ်းရမယ့်လူဆိုတာတသက်ရှိပြီးသားပါမရေရတဲ့အဖြစ်ကိုကြားလိုက်ရတော့စကိုင်းမျက်မှောင်ကျုပ်သွားသည်ခဏတာမေးဆက်နားခုကွင်းပင်းပြီးမိတဲ့ဒီရင်ဝင်ဟာအခုထိပိုင်ရှင်မဲ့ပါညနေခင်းကိုကြော်သွားပြီးစောင်းဥမှုမလို့ညတာရှိသည်ထိုရှိတဲ့ညသည်ယခုပင်စပြီမှောင်နေပြီကိုလူပြန်စို့လေစကိုင်းတရားမခွဲခါကျင်သေးပေမဲ့အာစီမိနေတယ်လို့ဘာမှပြောမထွက်ပြန်ရင်ညိုရစ်ကတော့ထုံးစံအတိုင်းရှေ့ကနေဦးဆောင်ဆင်းသည်အုတ်ကြီးအောင်လေကားထစ်တွေကိုအတကုံဖိနှင်းကအပြေးလေးဆင်းသည်ဗုဒ္ဓရင်ညိုရစ်ကရောင်ကအော်လိုက်သည်အုတ်ကျိုးတွေမညီညာတဲ့လေကားတွေကိုတတိမထားပဲဆင်းတော့ခြေချော်လူနီးပါဖြစ်သွားသည်တို့ပေမဲ့ကံကောင်းကျင်တော့စကိုင်းကဆွဲထားပေးသည်လက်တစ်ဖက်ကပခုံးကိုကန်ကနောက်လက်တစ်ဖက်ကလက်မောင်းကိုကန်ပြီးချောဘက်ကနေအသာထိန်ထားပေးသည်ကိုညိုကလည်းကလေးကြနေရပဲပြေးစင်ရလားတပြည့်တော့ဆန်သောစကားဖြင့်ရင်ညွေအားစုသူလိုပြောသည်ကျွန်တော်မရှိရင်အခုလိုပြေးမစင်းပါနဲ့ခြေချော်ကြရင်ထိမ့်ပေးမဲ့လူကအဝေးမှာစုံတာမကြသေးတဲ့လူကရင်ညွေကိုပိုင်စိုးပိုင်နေပြောလိုက်၏ပို့လိုက်တာရင်ညွေကနှာခေါင်းရှုံကတခွန်းသာဆိုပြီးစကိုင်းလက်တွေကိုယုံဖယ်စီကတယောက်တည်းဆင်းသွားပြန်သည်မှောင်ရင်ဖြိုးပြအလင်းရောင်သည်အလန်းတက်ကိုတိုးစေသည်ပြပန်းကပ်နေသောလူများသည်အလန်းတက်ကိုတိုးစေသည်မလုံမရှက်ရဲနေသောတစ်ပင်များသည်လည်းအလန်းတက်ကိုတိုးစေသည်ညစာလောက်ကြတော့မယ်ကိုလူခမကိုစီးကုန်မနေနဲ့မနေ့ကငါပဲပြန်တော့မှမြမသာစားပစ်လိုက်ဟိုတယ်ရှိမှမှားသားချက်ထုတ်ဖြစ်အောင်ထုတ်လိုက်သေးသည်ကျုပ်ပြန်ပြီကိုလူခဏလေးနေပါဦးရင်ညိုရက်ကမေးဆက်ပြတော့စကိုင်းကအနာတိုးလိုက်ရင်ကျွန်တော်ပြတဲ့ပကြီးလက်ဆောင်လေးတင်ညာသိမ်းထားပါနော်ရင်ညိုရက်ကခေါင်းငိမ့်ကကျောက်လက်ဆောင်ရွေးသွေးရည်လည်းသိမ်းထားအောင်တတိယပြောချသည်ကိုယ်ညိုကျုပ်သွားတော့မယ်မင်းနဲ့ပိုင်းများဆက်ရှိနေဖို့အကြောင်းရင်းကိုရင်ညိုရဲ့မကြံဖန်ခြင်းစကိုင်းကလည်းအတူရှိရမယ့်အချိန်ကိုစကန့်ပိုင်းလောက်ပဲဖြစ်ဖြစ်တိုးလိုတာကြောင့်ဆွဲထားခြင်းသည်ဒါပေသည်မအောင်မြင်ပါရင်ညိုရဲ့နဲ့သူ၏ဆိုင်ခဲ့သည့်မြက်လေးလန်းတဲ့ပကံလော်ဒီဟိုတယ်နဲ့စကိုင်းကိုပြတ်သားစွာကြောခိုင်းသွားခဲ့လေပြီစကိုင်းကိုကျင်လာသည်ယောက်ျားတံမဲ့ရှိုက်ငိုခြင်းမိသည်နာကျင်လွန်းတဲ့ရင်ဘက်ကိုဘယ်လိုလုပ်ပြီးကုသရမလဲတကယ်တော့အချစ်ဆိုတာကြည်ကွဲခြင်းရဲ့မိခင်ကျုပ်ကိုမေ့မသွားပါနဲ့ကိုလူကျုပ်လဲကိုလူကိုလွမ်းနေမှာပါကျုပ်ဘဝမှာအမတ်တရတစ်ခုဖြစ်အမြဲတမ်းလဲနေမိမှာကတကယ်ကိုလူတယောက်တည်းရဲ့ပါတချို့သောအချစ်တွေက
မျိုးသိချင်းနဲ့အချိုးညီပါ၏ဖွင့်လင့်ဝန်ခံလိုက်ဖို့မလိုအပ်တဲ့တချို့သောမျိုးသိချင်းဟာယောက်ျားတစ်ယောက်ပေါ်မှာထားမိတဲ့အချစ်ကြောင့်ဖြစ်ပေါ်လာခြင်းပါဒီနေ့ညရဲ့ခွဲခွာရခြင်းမှာနှစ်ယောက်လုံးတည်သွားတဲ့အရာကအချစ်